ရုပ်ရှင်ဟာလုံခြုံရေးအေဂျင့် Mike Banning နဲ့သမ္မတ Benjamin Asher တို့ကြားကပေါ့ပေါ့ပါပါလေ့ကျင့်ရေးတိုက်ပွဲတစ်ခုနဲ့စတင်ထားပါတယ်။သူတို့နှစ်ဦးဟာရိုးရိုးလုပ်ဖို့ကင်ဖက်တွေထက်မကပဲစစ်မှန်တဲ့ခင်မင်ရင်းနှီးမှုရှိကြတာရှင်းပါတယ်။ဇနီးဖြစ်သူ Margaret နဲ့သားဖြစ်သူ Connor အပါအဝင်သမ္မတရဲ့မိသားစုဟာပရဟိတပွဲတစ်ခုအတွက်ပြင်ဆင်ဖို့ကတ်ဒေးဗစ်မှာရောက်နေကြပါတယ်။Banning ဟာသမ္မတရဲ့တက်တော်ဆောင်ယုံတင်မကပဲမိသားစုတစ်ခုလုံးနဲ့ရင်းနှီးသူပါ။ဒါကို Margaret အတွက်ညနေခင်းဝတ်ဆင်ဖို့နားကပ်ရွေးပေးတာနဲ့ Connor ကိုအေဂျင့်ကောင်းတစ်ယောက်ဖြစ်ဖို့ဘာတွေလိုအပ်လဲဆိုတာအကြံပေးတာတွေမှာတွေ့နိုင်ပါတယ်။ရန်ပုံငွေပွဲကိုတွားရမယ့်အချိန်မှာတော့နှင်းတွေအပြင်းထန်ကျဆင်းလာပြီးရာသီဥတုကဆိုးရွားလာပါတယ်။သမ္မတနဲ့ Margaret တို့ကပင်မလီမိုဆင်းကားထဲမှာရှိနေပြီး Connor ကတော့ Mike နဲ့အတူနောက်ကလိုက်လာတဲ့ဆက်ကားထဲမှာပါ။လန်ခီမှာဘေးဒုက္ခဆိုးကြီးကြုံရပါတော့တယ်။တစ်ကိုင်းကြီးတစ်ခုကရှေ့ဆုံးကားကိုရိုက်မိသွားပြီးစက်တိုက်ဆိုသလိုမတော်တဆမှုတွေဖြစ်ကုန်ပါတယ်။အဆိုးဆုံးကတော့လုံခြုံရေးရွတ်တစည်းဟာတရားလက်ရန်ကိုတိုက်မိပြီးအောက်ကအေးခဲနေတဲ့ရေထဲကိုပြုတ်ကျသွားတာပါပဲ။ပိုပြီးကြောက်စရာကောင်းတာကသမ္မတရဲ့လီမိုဆင်းကားဟာတရားအဆုံးမှာဘေးတစ်စောင်းနဲ့အန္တရာယ်ရှိစွာတင်ကျန်နေခဲ့ပါတယ်။အချိန်မဆိုင်ပဲ Mike နဲ့တခြားအေဂျင့်တွေဟာလီမိုဆင်းကိုတရားပေါ်မှာအလေးချိန်နဲ့ထိန်းဖို့ကြိုးစားကြပါတယ်။သူတို့ဟာသမ္မတနဲ့ Margaret နှစ်ယောက်လုံးကိုကယ်ဖို့အသေးအတန်ကြိုးစားကြပေမဲ့ Margaret ရဲ့တကားကညက်နေပြီးကားကဆက်ပြီးရွှေ့ရနေပါတယ်။ Mike ဟာသမ္မတကိုတော့ကယ်ထုတ်နိုင်ခဲ့ပေမဲ့ Margaret ကိုမကယ်နိုင်ခဲ့ပဲနှလုံးကြေကွဲစရာဖြစ်ရက်ကရှောင်လွှဲမရဖြစ်ခဲ့ရပါတယ်။လီမိုဆင်းကားဟာ Margaret ကိုပါတပါးတည်းခေါ်ဆောင်သွားရင်တရားပေါ်ကပြုတ်ကျသွားပါတော့တယ်။ Connor ဟာပြေးလာပြီးသူ့အမေတေဆုံးသွားပြီဆိုတာသိလိုက်ရလို့အော်ဟစ်ငိုယိုပါတော့တယ်။18လကြာပြီးနောက်မှာတော့အတိတ်ကဝင်ထုတ်ဝင်ဖို့ဟာ Mike အပေါ်မှာတိတိတတ်တာလွှမ်းမိုးနေစေပါ။ဇနီးဖြစ်သူလီယာကသူတို့နှစ်ဦးအတူတူအချိန်ပိုပေးဖို့ပြောနေတာတောင်သူကစိတ်ပြန့်လွင့်နေတတ်ပါတယ်။ Mike ကအပြစ်မကင်းတယ်လို့ခံစားရတာကြောင့်အလုပ်ပြီးရင်ရုပ်ရှင်ကြည့်ဖို့ကမ်းလှမ်းခဲ့ပါတယ်။ American ဘဏ္ဍာရေးဌာနမှာသူလုပ်နေရတဲ့အလုပ်သစ်ဟာသူ့ရဲ့အတိတ်ကတာဝန်တွေနဲ့လုံးဝကွာခြားနေပါတယ်။ Camp David ကဖြစ်ရဆိုးတွေကသူ့ကိုခြောက်လန့်နေတော့မှာသူဟာလုံခြုံရေးဌာနညွှန်ကြားရေးမှူး Lynn Jacob နဲ့တွေ့ဆုံပါတယ်။ Margaret ကိုမကယ်နိုင်ခဲ့တဲ့အတွက် Mike ရဲ့နက်နက်ရှိုင်းရှိုင်းအပြစ်ရှိတယ်လို့ခံစားနေရမှုကိုသူမကကောင်းကောင်းသိထားပါတယ်။ဒါပေမဲ့အဲ့ဒီအချိန်မှာသူအကောင်းဆုံးဆုံးဖြတ်ချက်ကိုချခဲ့တာပါလို့နှစ်သိမ့်ပေးပါတယ်။သမ္မတအရှာကလည်းသူ့ဘက်မှာရှိနေပေမဲ့ Mike ကိုမြင်ရင်အဲ့ဒီဝမ်းနည်းစရာဖြစ်ရက်ကိုပြန်တတိယမိမှာစိုးလို့မတွေ့ချင်တာဖြစ်ပါတယ်။တစ်ဖက်မှာလည်းသမ္မတအရှာဟာတားဖြစ်သူ Connor နဲ့အတူရှိနေပါတယ်။သူတို့ဟာရှေ့လာမဲ့ Camp David ခီးစဉ်အကြောင်းပြောနေကြပေမဲ့ Connor ကတော့ပင်လယ်ကမ်းခြေကိုပဲသွားချင်နေတာပါ။အခြေအနေကိုပေါ်ပါအောင်အရှာကရေခဲမုန်သွားစားဖို့ပြောပေမဲ့အရေးကြီးတဲ့အစည်းအဝေးတစ်ခုကြောင့်သူခေါ်ယူခြင်းခံလိုက်ရပါတယ်။သူဟာတောင်ကိုရီးယားဝန်ကြီးချုပ်နဲ့မြောက်ကိုရီးယားကချိန်ချောက်မှုတွေအကြောင်းဆွေးနွေးရမှာပါ။အဲ့ဒီအစည်းအဝေးမှာကာကွယ်ရေးဝန်ကြီးYoav Macmillan လွှတ်တော်ဥက္ကဋ္ဌ Alan Trumbull နဲ့ဒုတိယသမ္မတ Charles Rodriguez တို့ပါဝင်ပါတယ်။အိမ်ဖြူတော်ကိုဝန်ကြီးချုပ်လီနဲ့သူ့ရဲ့လုံခြုံရေးအရာရှိချုပ်ကန်ယန်ဆော့တို့ဟာတောင်နဲ့မြောက်ကိုရီးယားကြားကတင်းမာမှုတွေကိုဆွေးနွေးဖို့ရောက်လာကြပါတယ်။ဒါပေမဲ့မလန့်မကမ်းမှာတော့ကြီးမားတဲ့လုံခြုံရေးချင်းချောက်မှုတစ်ခုစတင်နေပါပြီ။မြောက်ဗာဂျီးနီးယားကောင်းကင်ယံမှာ AC-130 လေယာဉ်ကြီးတစ်စင်းကိုတွေ့လိုက်ရပြီး American တိုက်လေယာဉ်နှစ်စင်းကဆင်းသက်ဖို့ဒါမှမဟုတ်ရင်ပြစ်ချခံရမယ်လို့သတိပေးပါတယ်။အခြေအနေကပိုဆိုးလာပြီးလေယာဉ်ကြီးဟာသတိပေးချက်ကိုနားမထောင်ပဲစက်တနက်တွေနဲ့ American တိုက်လေယာဉ်နှစ်စင်းလုံးကိုပြစ်ချလိုက်ပါတယ်။ဒီကျူးကျော်မှုရဲ့ပြင်းထန်မှုကိုသမ္မတအရှာထံချက်ချင်းအကြောင်းကြားပါတယ်။အခြေအနေရဲ့ကြီးမားမှုကိုသိလိုက်တဲ့အတွက်သူဟာအစည်းအဝေးကိုဖျက်တောက်လိုက်ပြီးပုံမှန်လုံထုံးလုံနည်းတွေထက်ဧည့်သည်တွေရဲ့ဘေးကင်းရေးကိုဦးစားပေးက PEOC အရေးပေါ်လုံခြုံရေးဘဏ်ကထဲကိုလိုက်ပါပို့ဆောင်စေပါတယ်။ကောင်းကင်ယံကချိန်ချောက်မှုကိုတုံ့ပြန်တဲ့အနေနဲ့စစ်တပ်ကချက်ချင်းလှုပ်ရှားပါတော့တယ်။တိုက်လေယာဉ်တွေလွတ်တဲ့စစ်သားတွေနေရာယူတယ်ပြီးတော့လေကြောင်းရန်ကာကွယ်ရေးဒုံးကျည်တွေပြင်ဆင်ကြပါတယ်။အလုတ်စပွဲမှာရှိနေတဲ့ Mike ဟာအပြင်ကရုပ်သေးသေးဖြစ်နေတာကိုရုတ်တရက်သတိပြုမိသွားပါတယ်။လေယာဉ်ကြီးကလမ်းပေါ်ကအရက်သားတွေကိုကြည်စံမိုးရွာချနေပြီးလူတွေဟာအရက်မျက်နှာအနှံ့ထွက်ပြေးနေကြပါတယ်။အပြစ်မဲ့တဲ့အသက်ပေါင်းများစွာဆုံးရှုံးနေတာကိုမြင်လိုက်ရတဲ့ Mike ဟာပင်ကိုဗီဇအတိုင်းပယမ်းပါတာဖြစ်နေတဲ့နေရာစီပြေးသွားပါတယ်။လေကြောင်းရန်ကာကွယ်ရေးတာဝါတွေကလေယာဉ်ကိုဒုံးကျည်တွေနဲ့ပစ်ပေမဲ့လေယာဉ်ကကာကွယ်ရေးစနစ်တွေနဲ့ရှောင်တိန်သွားပါတယ်။အစစ်မြစ်အရာရှိတွေဘန်ကာထဲမှာပုံနေချိန်မှာ Mike ကတော့လမ်းမတွေပေါ်ပြေးလွှားရင်းလူတွေကိုအကာအကွယ်ယူဖို့တိုက်တွန်းပြီးဘေးကင်းရာကိုပို့ပေးနေပါတယ်။အဲ့ဒီနောက်လေယာဉ်ကြီးကအိမ်ဖြူတော်ကိုပြစ်မှတ်ထားပြီးပစ်ခတ်လိုက်တာကြောင့်အိမ်ဖြူတော်အမိုးပေါ်ကအဆောင်တွေတုံယုံကျဆုံးကုန်ပါတယ်။အရာအလုံးဆုံးရှုံးတော့မဲ့အချိန်မှာပဲတိုက်လေယာဉ်တစ်စင်းရောက်လာပြီးပြစ်လွတ်လိုက်တဲ့ဒုံးကျည်ကလေယာဉ်ကြီးကိုထိမှန်သွားပါတယ်။မီးလောင်နေတဲ့လေယာဉ်ကြီးဟာဝါရှင်တန်အထိမ်းအမှတ်ကြောက်တိုင်ကြီးကိုတိုက်မိပြီးမြေပြင်ပေါ်ပြတ်ကျသွားပါတယ်။အရှိန်ကြောင့်ကြောက်တိုင်ထိပ်ပိုင်းကျိုးကျသွားပြီးအောက်ကကဘာလက်ခီးတဲ့တချို့ကိုပြိမိသွားပါတယ်။ဘန်ကာထဲမှာတော့သမ္မတအရှာဟာသူ့သားအတွက်ပဲအဓိကစိုးရိမ်နေပါတယ်။သူဟာကော်နာဘေးကင်းဖို့အတွက်အရာရှိတွေကိုအသေးအတန်ညွှန်ကြားပါတယ်။အပြင်မှာတော့လေယာဉ်ပြတ်ကျသွားပြီးနောက် Mike ဟာပျက်စီးမှုတွေကိုကြည့်နေတော့မှပဲအိမ်ဖြူတော်ပတ်လည်မှာပောက်ကွဲမှုတွေထပ်ဖြစ်လာပါတယ်။အိမ်ဖြူတော်ခြံစည်းရိုးကိုဖောက်ထွင်းဖို့စူးစမ်းနေတဲ့ဘုံခွဲသမားတွေကို Mike တွေ့လိုက်ပါတယ်။သူကတယောက်ကိုနှိမ်နင်းနိုင်ခဲ့ပေမဲ့နောက်တစ်ယောက်ကတော့အောင်မြင်သွားပါတယ်။ကိုရီးယားတပုံတွေကမီးခိုးပုံးတွေတုံးပြီးအိမ်ဖြူတော်ကိုစတင်တိုက်ခိုက်ပါတော့တယ်။သူတို့ဟာ RPG တွေနဲ့ပစ်ပြီးအိမ်ဖြူတော်ဂိတ်တကားတွေကိုဖျက်ဆီးလိုက်ပါတယ်
တိုက်ခိုက်သူတွေနဲ့လုံခြုံရေးတွေကြားမှာပြင်းထန်တဲ့တနက်ပွဲဖြစ်ပွားပြီးနှစ်ဖက်စလုံးအကြအဆုံးများပါတယ်။ Mike ကတိုက်ပွဲထဲခုံဝင်သွားချိန်မှာတော့ကားကြီး2စီးရောက်လာတာကြောင့်အခြေအနေကပိုဆိုးသွားပါတယ်။တစ်ဖက်မှာလည်းပင်တဂွန်စစ်ဌာနချုပ်မှာဂျေကော့ကရေးမွန်ယိုဂျင်းရဲ့ကလပ်တိုနဲ့အရေးပေါ်အစည်းအဝေးလုပ်နေပါတယ်။သူတို့ဟာအိမ်ဖြူတော်ကအိမ်မက်ဆိုးကြီးအကြောင်းကိုအကျဉ်းချုပ်သိလိုက်ရပါတယ်။တိုက်ပွဲဖြစ်ပွားရာနေရာမှာတော့လုံခြုံရေးတွေဟာရန်သူတွေရဲ့ပြင်းထန်တဲ့တိုက်စစ်ကြောင့်အထိနာနေပါတယ်။ Mike ရဲ့လက်ဖြောင့်တနက်ပစ်စွမ်းရည်ကအကူအညီဖြစ်စေပြီးစစ်တပ်ကအင်အားဖြည့်တင်းမှုတွေလည်းလာနေပါပြီ။ဒါပေမဲ့ဘန်ကာထဲကအရာရှိတွေအတွက်တော့မမျှော်လင့်ထားတဲ့အန္တရာယ်ကစောင့်ကြိုနေပါတယ်။ဘန်ကာထဲမှာတနက်တန်တွေထွက်ပေါ်လာပြီးကန်ဟာသူ့အဖွဲ့နဲ့အတူအိမ်ဖြူတော်လုံခြုံရေးဟောင်း Dave Force ရဲ့အကူအညီနဲ့ဘန်ကာထဲကလုံခြုံရေးတွေကိုတပ်ပစ်လိုက်ပါတယ်။အရှာနဲ့သူ့လူတွေဟာအလုံးကြုံဆုံးလို့ထင်ထားတဲ့ဘန်ကာထဲမှာပဲဓာစာခံဖြစ်အဖမ်းခံလိုက်ရပါတယ်။အပြင်မှာတော့ Mike နဲ့ကျန်တဲ့အဆောင်တွေပြန်စုဖွဲ့နေတော့မှကားကြီးတွေကအန္တရာယ်ပြုလာပါတယ်။ကားတစ်စီးရဲ့တရားပွင့်သွားပြီးစစ်တပ်နဲ့ကြီးထွက်လာကရှေ့မှာရှိတဲ့စစ်သားမှန်သမျှကိုပစ်တက်ပါတော့တယ်။အပီတစ်ခုကအိမ်ဖြူတော်ပင်မဝင်ပေါက်ကိုပောက်ကွဲစေပြီးသူ့ရဲဘော်တွေကြာဆုံးကုန်တာကို Mike မြင်လိုက်ရပါတယ်။ရန်သူတွေအထဲကိုဝင်သွားတဲ့အခါသူလည်းအိမ်ဖြူတော်ထဲကိုခိုးဝင်သွားပါတယ်။ဒုတိယကားကြီးကတော့လက်နက်တွေအပြည့်ပါတဲ့တစ်တာတွေကိုပို့ပေးလိုက်ပါတယ်။အခုဆိုရင်အကြမ်းဖက်သမားတွေဟာလက်နက်အပြည့်စုံနဲ့အိမ်ဖြူတော်ကိုထိန်းချုပ်ထားနိုင်ပါပြီ။သူတို့ရဲ့နည်းပညာကျွမ်းကျင်သူလင်းကအိမ်ဖြူတော်ရဲ့အပြင်ဆက်သွယ်ရေးနဲ့ထိန်းချုပ်မှုအားလုံးကိုဖျက်တောက်လိုက်ပါတယ်။အိမ်ဖြူတော်ထဲမှာယိုမာနဲ့သူ့အဖွဲ့ကကွန်ထရိုခန်းကိုရောက်သွားတဲ့အကြမ်းဖက်သမားတွေကိုအသေးအတန်ပြန်တိုက်ပါတယ်။တနက်တန်တွေဟိန်းထွက်နေတော့မှပဲယိုမာက Olympus has fallen Olympus ကြဆုံးပြီဆိုတဲ့သတင်းစကားကိုပို့ပြီးအသက်ခံလိုက်ရပါတယ်။ဒါဟာအိမ်ဖြူတော်ကြဆုံးသွားပြီဆိုတာကိုဆိုလိုတာပါ။စစ်တပ်ကအိမ်ဖြူတော်ကိုပြန်သိမ်းဖို့ဝန်းရံထားပြီးအစီအစဉ်ဆွဲနေကြပါတယ်။ပင်တဂွန်မှာတော့ကန်ကဗီဒီယိုဆက်သွယ်မှုလုပ်လိုက်တဲ့အခါဝန်ကြီးချုပ်လီကိုတက်လိုက်တာကိုအားလုံးမြင်လိုက်ရပါတယ်။ကန်ရဲ့သတင်းစကားကရှင်းပါတယ်။တက်ဆုပ်ပါမဟုတ်ရင်သွေးချောင်းစီးမယ်ဆိုတာပါပဲ။ Post ကိုအရှုံးမပေးတဲ့အရှာရဲ့ရှေ့မှာပဲနောက်ထပ်အပြစ်မဲ့သူတယောက်ကိုတပ်ပြလိုက်ပါတယ်။အိမ်ဖြူတော်စင်ကြံလန်းတွေထဲမှာ Mike ကလိုမာတေဆုံးနေတာကိုတွေ့သွားပါတယ်။ Mike ဟာကွန်ထရိုခန်းကိုသွားပြီးအဆောင်တယောက်ကိုတက်ကအဲ့ဒီလူအိတ်ကတ်ထဲကကော်နာရဲ့ဓာတ်ပုံကိုတွေ့သွားပါတယ်။ Mike ဟာကွန်ထရိုခန်းကွန်ပျူတာတွေကိုသုံးပြီးအကြမ်းဖက်သမားတွေကိုစနစ်ထဲကနေလော့ချလိုက်ပါတယ်။ဒါပေမဲ့အခြေအနေကစိုးရိမ်ရတော့မှာကန်ကအမေရိကန်တွေကိုရီးယားပြည်တွင်းစစ်မှာပါဝင်ပတ်သက်ခဲ့တာတွေကိုအရှာကိုအပြစ်တင်ပြောဆိုပါတယ်။ကန်ကသူ့လူတွေကိုကော်နာကိုလိုက်ရှာဖို့ကိုရီးယားလိုအမိန့်ပေးလိုက်ပြီးသမ္မတကဘာမှမလုပ်နိုင်ပါဘူး။ပင်တဂွန်မှာတော့ထရမ်ဘူးကယာယီသမ္မတအဖြစ်တာဝန်ယူလိုက်ပါတယ်။ Mike ကအိမ်ဖြူတော်ထဲကနေဂျေကော့စီဆက်သွယ်ပါတယ်။တချို့ကမယုံကြည်ကြပေမဲ့ဂျေကော့က Mike ဘက်ကအာမခံပေးပါတယ်။အဲ့ဒီအချိန်မှာပဲ Mike ဟာရန်သူတယောက်နဲ့ပြင်းပြင်းထန်ထန်တိုက်ခိုက်ရပြီးလင်ကွန်းရုပ်တုအကူအညီနဲ့အနိုင်ရသွားပါတယ်။ကန်ကပင်တဂွန်ကိုဆက်သွယ်ပြီးအမေရိကန်အမတ်ခွန်ရေတပ်စုကိုပြန်ရုပ်သိမ်းဖို့နဲ့ကိုရီးယားနယ်စပ်ကစစ်သား28,500ကိုပြန်ခေါ်ဖို့တောင်းဆိုပါတယ်။မဟုတ်ရင်သမ္မတကိုတတ်မယ်လို့ချိန်ချောက်ပါတယ်။ဘန်ကာထဲမှာတော့ကန်ကအက်ဒမီရဲ့ဟိုးနစ်ကိုဓာတ်နဲ့ထောက်ပြီးဆာဘီရက်စ်ကုတ်ကိုတောင်းပါတယ်။သမ္မတရဲ့တားမြစ်မှုကြားကပဲဟိုးနစ်ကကုတ်ကိုပေးလိုက်ရပါတယ်။ကန်ကကုတ်ကိုချက်ချင်းအသက်သွင်းလိုက်ပါတယ်။ဆာဘီရက်စ်ဆိုတာနိုင်ငံရဲ့နျူကလ িয়ার လက်နက်တွေကိုဖျက်ဆီးနိုင်တဲ့စနစ်ပါ။ထရမ်ဘူးက Mike ကိုကော်နာကိုရှာဖို့တာဝန်ပေးပါတယ်။ Mike ဟာလင်ကွန်းအိတ်ခမ်းကလှုပ်ဝက်နိုင်ရန်ထဲမှာပုံနေတဲ့ကော်နာကိုတွေ့သွားပြီးဘေးကင်းအောင်ကယ်ထုတ်နိုင်ခဲ့ပါတယ်။ကော်နာကိုလေဝင်လေထွက်ပေါက်ကနေတဆင့်အပြင်ကစစ်သားတွေစီပို့ပေးလိုက်နိုင်ပါတယ်။ Mike ဟာရန်သူ2ယောက်ကိုဖမ်းဆီးပြီးကန်ရဲ့အကြောင်းကိုစုံစမ်းပါတယ်။ကန်ဟာခမလို့ခေါ်တဲ့အကြမ်းဖက်အဖွဲ့ရဲ့ခေါင်းဆောင်ဖြစ်ပြီးအမေရိကန်မြေမြုပ်မိုင်းကြောင့်သူ့အမေတေဆုံးခဲ့ရလို့လက်စားချေဖို့လာတာဖြစ်ပါတယ်။ကန်က Mike ကိုအင်တာကွန်ကနေဆက်သွယ်ပြီးချိန်ချောက်ပါတယ်။တစ်ဖက်မှာလည်းကန်ကဝင်ကြီးမက်ခမီလန်ကိုနှိပ်စက်ပြီးနောက်ထပ်ဆာဘီရက်စ်ကုတ်တစ်ခုကိုရယူလိုက်ပါတယ်။အခြေအနေကပိုဆိုးလာချိန်မှာ Mike ကဖိုဘတ်ရဲ့တစ္ဆာဖောက်မှုကိုတီးသွားပြီးသူ့ကိုတက်လိုက်ပါတယ်။ပင်တဂွန်က Navy SEAL အဖွဲ့တွေကိုလွှတ်လိုက်ပေမဲ့ကန်တို့မှာဟိုက်ဒရာစစ်လို့ခေါ်တဲ့အဆင့်မြင့်လက်နက်ကြီးရှိနေတာကြောင့်ရဟတ်ယာဉ်တွေအပြစ်ခံရပြီးစစ်သားတွေအများကြီးတေဆုံးကုန်ပါတယ်။ Mike က RPG နဲ့အဲ့ဒီလက်နက်ကြီးကိုဖျက်ဆီးပစ်လိုက်ပါတယ်။နောက်ဆုံးမှာကန်ကရဟတ်ယာဉ်တစ်စီးပြင်ခိုင်းပြီးဓာတ်စာခံတွေကိုခေါင်းဆွတ်ဆွတ်ကခေါ်ထုတ်သွားပါတယ်။အဲ့ဒီရဟတ်ယာဉ်ပောက်ကွဲသွားတဲ့အခါအားလုံးကသမ္မတတေပြီလို့ထင်လိုက်ကြပေမဲ့ဒါဟာကန်ရဲ့လှည့်ကွက်မှန် Mike ကသိပါတယ်။ကန်ကနျူကလ িয়ার လက်နက်တွေအားလုံးကိုအမေရိကန်မြေပေါ်မှာတင်ပောက်ကွဲအောင်လုပ်ဖို့ကြိုးစားနေတာပါ။ Mike ဟာဘန်ကာထဲကိုဝင်သွားပြီးကန်နဲ့အကျိတ်အနယ်တိုက်ခိုက်ကနောက်ဆုံးမှာကန်ကိုတတ်နိုင်ခဲ့ပါတယ်။အချိန်စက္ကန့်ပိုင်းလိုမှာပဲ Mike ဟာနျူကလ িয়ার ပောက်ကွဲမှုဖြစ်မဲ့ကုတ်ကိုရပ်တန့်နိုင်ခဲ့ပါတယ်။အမေရိကန်နိုင်ငံဘေးကင်းသွားပါပြီ။ Mike ဟာသမ္မတကိုအပြင်ကိုခေါ်ထုတ်လာပြီးမိသားစုနဲ့ပြန်ဆုံပေးပါတယ်။သမ္မတအရှာကနိုင်ငံတော်ကိုမိန့်ခွန်းပြောကြားပြီးကြာဆုံးသွားသူတွေကိုဂုဏ်ပြုပါတယ်။ရုပ်ရှင်ဆုံးမှာတော့သမ္မတက Mike ကိုလက်ဆွဲနှုတ်ဆက်ပြီး Mike ဟာလည်းသူ့ရဲ့ဂုဏ်သိက္ခာကိုပြန်လည်ဆယ်တင်နိုင်ခဲ့ပါတော့တယ်။ကြည့်ရှုပေးကြတဲ့အတွက်ကျေးဇူးတင်ပါတယ်။အခုလို Action Car Recaps တွေကိုကြိုက်နှစ်သက်တယ်ဆိုရင် Subscribe လုပ်ထားဖို့မမေ့ပါနဲ့ဦး။ဒီဗီဒီယိုလေးကိုကြိုက်နှစ်သက်ရင် Like နဲ့ Subscribe လုပ်ထားဖို့မမေ့ပါနဲ့ဦး။နောက်ထပ်ဘယ်ဇာတ်ကားကို Recap လုပ်ပေးစေချင်လဲဆိုတာ Comment မှာရေးခဲ့ပေးပါဦးနော်။